ဒါကတော့ကျွန်တော်တို့တင်မောရဲ့ table tennis row မှာဒီမှာဆိုရင်ပြည့်စက်တွေရှိမယ် Hello ရေကူးကန်ရှိပါတယ်ဒါရေကူးကန်မှာရေတော့မဖြည့်တော့ပါဒီဘောသားတွေရေကူးဖို့ပါဒီခန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆောင်းတာပါချွေးထုတ်ခန်းပါချွေးထုတ်ခန်းရှိမယ်မှာဒီဘေးစင်ရှိမယ်အိမ်သာရှိမယ်ချိုးခန်းရှိပါတယ်ဒါတော့ချွေးထုတ်ခန်းပါဒီမှာတော့မီးတွေပေါ့နော်မီးတွေရှိမယ်ပေါ့နော်ကျွန်တော်ဒီမှာထိုင်ပြီးချွေးထုတ်တာပါအဲ့တော့ကျွန်တော်တို့အင်ဂျင်ခရူတွေနေတဲ့အထက်ဖြစ်ပါတယ်အင်ဂျင်ခရူတွေနေတဲ့အထက်ပါဒီနေကနေပါဒီခန်းတော့ကျွန်တော်အားကစားအခန်းတစ်ခန်းပေါ့နော်လူနေတဲ့အခန်းတစ်ခန်းပါပဲအခန်းတစ်ခန်းပါပဲဒါပေမဲ့အခန်းလွတ်နေတော့ကျွန်တော်တို့ကပြေးဆက်တွေပါတယ်ဒီခန်းထဲမှာထားပါတယ်ပြေးဆက်တွေရှိပါမယ်ပြေးဆက်တွေရှိမယ်ဘောသားတွေကတော့အားလက်ချင်နေတော့ဒီမှာလာပြီးတော့ပြေးကြတာပေါ့နော်ဒါတော့အခန်းလွတ်ခန်းမှာတော့ကတင်မှာဘာလို့ချူကိုင်းနေတာရှိပါတယ်အခန်းလွတ်ခန်းမှာဒီဘောသားတွေရဲ့ entertainment ပေါ့နော်အားတဲ့အချိန်လေးတွေမှာဝရှင်ကြည့်မယ်အားကစားလုပ်မယ်ပင်မော်ရမယ်ရေကူးမယ်လုပ်ချိန်မှာလုပ်မယ်ဒါတော့ဒီဘောတက်လေကားပေါ့နော်တက်လေကားပါအားလုံး6ထပ်9ထပ်ရှိပါတယ်အပါဒကနေစပြီးတော့9ထပ်ရှိပါတယ်ဒီလိုမပါပါဘူးဒီလိုအောင်ဆိုးချက်မပါလို့ဘောလုံးက bridge အထက်လည်းမပါပါဘူးမှာဆိုတဲ့ဒီကနေရှိပါသေးတယ်။နောက်တော့အထက်တစ်ထပ်ပေါ့နော်ကျွန်တော်အင်ဂျင်ခရူနေတဲ့အထက်တစ်ထပ်ပါတခြားထပ်တွေကတော့တခြား department ခရူနေတာပါ။ဒီဘက်ချမ်းရတယ်။နောက်တော့ဟိုဘက်ချမ်းရေးပါတော့ဒါဒီဘက်ချမ်းပေါ့နော်။ New York USA New York ပါ။ New York ကထွက်နေတာဖြစ်ပါတယ်ကျွန်တော် Norfolk ကိုသွားနေတာပါ။ဒီမှာဆိုတင်မိုးကြီးဝင်လာပါအော်ကျွန်တော်ဒီတက်ကနေပြီးတော့အော်ထက် A တက်ကိုလမ်းရနေတာပါအော်ထက် A တက်ပါအပေါ်မှာလည်းတက်နေမှရှိပါသေးတယ် United States of America ပါဒီစရာနိုင်ငံမှာဒါသူတွေကတော့မပူအေးပြီးရောက်မှာပါကြီးစီးပြီးတော့မစ္စည်းကိုပြန်ခဲ့မယ်